အလုံးပိတ်ထားတဲ့နေရာတစ်ခုမှာအလုံးလုံးတဲ့အခါဘေးကင်းရေးကိုသတိထားရပါမယ်အလုံးပိတ်ထားသောနေရာဆိုဒီမှာအောက်ဆီဂျင်ချိုးတဲ့ခြင်းနဲ့အနေရရှိသောတမွေများကြောင့်အသက်ရှူချက်ခြင်းမီးလောင်ကျွမ်းခြင်းပေါက်ကွဲခြင်းစသည့်အနေရများရှိသည့်နေရာကိုရည်ညွှန်းသည်အထူးသဖြင့်တရက်ဆန်မွေးမြူသောနေရာများဖြစ်ဥပမာမွေးမြူလေးနေရာမွေးမြူမှုအညစ်အကြေးစီမံခန့်ခွဲမှုစနစ်သို့မဟုတ်ကစော်ဖောက်ထားတဲ့စားတောက်ကုန်တိုးလောင်တဲ့အလုံးပိတ်ထားသောနေရာတွေဟာအောက်ဆီဂျင်ပျက်စီးမှုကြောင့်အသက်ရှူမှုဆိုင်ရာအနေရများဖြစ်နိုင်သလိုအစိမ့်ငွေ့များကြောင့်မူးယစ်မှုအနေရများပါရှိနိုင်ပါသည်ထို့ကြောင့်လုံခြုံရေးကိုအထူးပြုရန်လိုအပ်ပါသည်ဒီတော့အလုံးပိတ်ထားတဲ့နေရာကိုဝင်တဲ့အခါဘလို့ပြုမှုတွေလုပ်တင်လဲလုပ်ငန်းခွင်မှာတုံးအီမီတေချာပေါက်ပြင်ပမှတမွေးပြင်းအားမီတာဖြစ်အောက်ဆီဂျင်နဲ့ဟိုက်ဒရိုဂျင်ဆာလာပိတ်ကဲ့သို့သောအနေရရှိသောတမွေးများ၏ပါဝင်မှုကိုတိုင်းတာခြင်းဖြစ်လုပ်ငန်းခွင်၏ဘေးကင်းမှုကိုစစ်ဆေးရပါမည်လက်တွေ့ကြတဲ့အလုံးမစမီလေဝင်လေထွက်ကောင်းစေတဲ့စက်ကိုဖွင့်တာဖြစ်မဟုတ်လျင်လေဝင်လေထွက်ကိရိယာကိုအသုံးပြုပြီးလုံလောက်သောလေဝင်လေထွက်ကောင်းစေရန်ပြုလုပ်ရမည်ဖြစ်ပြီးအလုပ်ပြီးမြောက်သည့်အထိလေဝင်လေထွက်ကောင်းအောင်ဆက်လက်လှုပ်ဆောင်ရပါမည်နေတိုင်းအတွင်းပိုင်းလေတို့အည်သွေးကိုမစစ်ဆေးနိုင်ပါကသို့မဟုတ်လေရှုကိရိယာသို့မဟုတ်လေပေးစွမ်းနိုင်သောမျက်နှာဖုံးကဲ့သို့သောအသက်ရှူလမ်းကြောင်းဆိုင်ရာအကာအကွယ်မရှိပါကခွင့်ပြုချက်မရှိဘဲမတုံ့မြင်ပါနှင့်ယခုအချိန်တွင်အကာအကွယ်မျက်နှာဖုံးနှင့်တမွေးမျက်နှာဖုံးများဒီအသက်ရှူလမ်းကြောင်းဆိုင်ရာအကာအကွယ်ပစ္စည်းများဖြစ်အလွန်မသင့်လျော်ပါဘူးထို့အပြင်အရေးပေါ်အခြေအနေတွင်လေကားများနှင့်ဖိုက်ဘာကျိုးများကဲ့သို့သောအရေးပေါ်အခြေအနေများတွင်ရွှေ့ပြောင်းရန်အတွက်သင့်လျော်သောပစ္စည်းများကိုထားရှိထားကြောင်းသေချာစေပါအလုတ်ခွင်တွင်ကြီးကြပ်ရေးမှုအပါအဝင်အလုတ်ခွင်ပြင်ပတွင်အနည်းဆုံးလူ2ဦးရှိရမည်ဖြစ်ပြီးအောက်ဆီဂျင်နှင့်ဟိုက်ဒရိုဂျင်ဆာလာပိတ်ကဲ့သို့သောအနေရရှိသောသမွေးများ၏အာယုံစူးစိုက်မှုအားအောက်ဆီဂျင်အာယုံစူးစိုက်မှုအချက်ပေးသံဖြစ်အချိန်နှင့်အမျှတိုင်းတာရမည်ဖြစ်ပါသည်မူးဝေခြင်းခေါင်းကွက်ခြင်းတို့မဟုတ်ပြို့အန်ခြင်းကဲ့သို့သောအောက်ဆီဂျင်ကျိုးတဲ့ခြင်းတို့မဟုတ်အနေရရှိသောသမွေးများကြောင့်လက္ခဏာများခံစားရပါကလုပ်ငန်းခွင်မှာချက်ချင်းထွက်ခွာရမည်ဖြစ်ပြီးတိဆောက်ခြင်းအတွက်အရေးပေါ်အလုံးပိတ်နေရာကိုတူးအင်ရောက်တဲ့အခါတေချာပေါက်လေးတူးအင်ထွက်ကိရိယာတို့မဟုတ်အသက်ရှူခြင်းအတွက်ကာကွယ်ပါတဲ့အရာကိုတက်ဆင်ရပါမည်ဒီအချိန်တွင်တင်သည်ဖုံမှုကာကွယ်တဲ့မျက်နှာဖုံးတို့မဟုတ်ကက်စမျက်နှာဖုံးကိုမတူးမွေတင်ပါနောက်ဆုံးအနေနဲ့အလုပ်ပြီးသက်ပြီးတာနဲ့ကျန်းမာရေးအခြေအနေကိုစစ်ဆေးပြီးလုံလောက်တဲ့အနားယူခြင်းပြုလုပ်ရမည်ဖြစ်ပြီးမတူးငွေမီအလုပ်ပြီးသောလူရဲ့အတွက်ဒီတူညီခြင်းရှိမရှိသိရှိရန်လူဝင်ထွက်စည်းကိုစစ်ဆေးရပါမည်အသက်ရှူချက်ခြင်းမှကာကွယ်ရန်ဘေးကင်းရေးစည်းမျဉ်းများသည်ကျွန်ုပ်တို့၏ကျန်းမာရေးကိုကာကွယ်ရန်မရှိချစ်လိုအပ်သောအပြုအမူဖြစ်သည်